ဟိုလက်နက်ကန်ချင်းတော်လိုင်းရေးလုပ်ချင်ပေါ့နော်ဆင်အေမှာတွားကြပါဆိုပြီးတော့မှပြောတယ်ဆိုပြီးတော့လည်းဖိုးကြီးကပေါ့နော်အဲ့လိုမျိုးပေါ့နော်အဆက်အဲ့ဒီနားထောင်ကြည့်လာမသိဘူးအဲ့အဖိုးကြီးပြောတဲ့ဟာကပေါ့နော်တကယ်လို့မလက်နက်ကန်ချင်းနဲ့တော်လိုင်းရေးလုပ်ချင်တယ်ဆိုရင်ဆင်အေမှာတွားကြပါဆိုပြီးတော့မှပြောတယ်တဲ့ပေါ့နော်ဆိုတော့ကျွန်တော်ပြောချင်တာကဘယ်လိုခေါ်မလဲဒီအခုအဲ့လိုမျိုးပြဿနာဖြစ်လာအောင်ပေါ့နော်ဖြစ်သွားတဲ့အချိန်မှာဖြစ်လာအောင်နောက်ကနေကြိုးကန်တဲ့လက်မဲကြီးစီပေါ့များပေါ့နော်အဲ့လိုမျိုးပေါ့ကျွန်တော်တို့ဒီရွာသူရွာသားတွေဒါမှမဟုတ်ကိုယ့်ရဲ့ဒီဘယ်လိုခေါ်မလဲဒီတောင်ကျောကလေးကိုယ့်ရဲ့တိုက်နေကလေးပေါ့နော်ငင်းချမ်းနေတဲ့ကိုယ့်ရဲ့အနွေလူမျိုးတွေစုကလေးကိုဖျက်လို့ဖြစ်စီမကြီးမတက်အောင်ပေါ့နော်လှုပ်တဲ့လူတွေများရှိနေမလားပေါ့နော်ဘာဖြစ်လို့ဒီဟာကတစ်ဖက်ကလည်းကြည့်တဲ့ခါမှာကျွန်တော်တို့တချို့နေရာမှာလည်းရှိခဲ့ဖူးတာပေါ့နော်ကြုံခဲ့ဖူးတယ်အဲ့လိုမျိုးလက်နဲ့ကန်လာတဲ့ခါမှာလူငယ်တွေကစိတ်မထိန်နိုင်တဲ့ခါကျတော့လူကြီးစီကိုရိုက်တာပုတ်တာတို့ထိပေါ့နော်ဖြစ်လာတာတွေပေါ့နော်တခြားနေရာတွေမှာရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီဟာကအဲ့လိုမျိုးမိဘတွေထိပါလာပြီဆိုကြတဲ့အနေနဲ့တော့ကျွန်တော်အနေနဲ့စိုးရိမ်တာပေါ့နော်အရင်တော့ကဖြစ်ခဲ့ဖူးတဲ့တွေ့ကြုံတွေရပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မို့ဒီဟာကဒီနေ့ကြည့်တဲ့ခါမှာလူကြီးတွေကအဲ့လိုမျိုးပြောသွားပြီပဲဆိုပြီးတော့မှာပေါ့နော်ဒါပြီးသွားပြီလို့တော့ကျွန်တော်မထင်ဘူးပေါ့နော်အဲ့ဒါကြောင့်နောက်မှာတခုခုဆက်ဖြစ်လာလို့ရှိရင်အကျိုးဆက်ကပေါ့နော်ကျွန်တော်ဘာဖြစ်သွားမလဲဘာရမလဲပေါ့နော်နောက်ပြီးကြတော့ကိုယ်ချင်းလူမျိုးအချင်းချင်းပေါ့နော်ဒီခုကလေးကမှလူကမများပါဘူးဆိုမှလူကတက်တက်လေးပဲရှိပါဆိုမှပေါ့နော်အဲ့လိုမျိုးကြားထဲမှာပေါ့နော်အခုအဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ကိုယ်ရွာသားတွေအချင်းချင်းပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့တစ်ဖက်ကတော့စိတ်တော့မချမ်းသာဘူးပေါ့နော်အဲ့ဒါကြောင့်မို့အာအဲ့လိုမျိုးဒီနောက်ကနေကြိုးကန်တဲ့လူတွေများရှိမလားပေါ့နော်အဲ့ဒါမျိုးထိပေါ့နော်ကျွန်တော်စဉ်းစားမိတာပေါ့နော်ဆက်အနေနဲ့တစ်ချက်လောက်သုံးသပ်ပေးချလို့ရပါလားတကယ်လို့အဲ့ဒါကတော့ဆက်အနေနဲ့ဟိုမဖြစ်မဖြစ်ဘူးဆိုတော့ပြောလို့မဖြစ်ဘူးဆိုရင်လည်းရပါတယ်အခုကအထူးတစ်ဖြစ်တောင်ပိုင်းဖက်မှာတော့စစ်တပ်ကျင်းစင်ရေးဆိုပြီးတော့ဆောင်ရွက်ချက်တွေတော်တော်လေးအောင်မြင်တယ်အဲ့ဒီကျွန်တော်ရန်သူမရှိဘူးဆိုတော့ကျွန်တော်အနေနဲ့တော့အဲ့လိုဟာမျိုးသင်ချုပ်ထားတဲ့ဆိုတဲ့ဥပမာကျွန်တော်တို့ CNA CNF အနေနဲ့မလို့အပ်ဖို့ဆိုရင်မလို့စားတာတဲ့ကောင်းတယ်တပြီးတော့အဲ့ဒီဖက်ပါကိုကျွန်တော်တို့ကိုထောက်ခံတဲ့ရဲပေါ်ရှိတယ်သူတို့ကလည်းနဲ့တက်စင်ပေးတဲ့ဟာမျိုးကိုလည်းတိပြီးတော့ကျွန်တော်အနေနဲ့တော့အားမပေးဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီမှာတေတာတွန်းမှာလက်နဲ့ကင်တဲ့ကျွန်တော်တို့ချင်းပြည်သူ့ကကိုရေးတပ်တွေလည်းရှိတဲ့အခါကျတော့အချင်းချင်းကြားမှာပြိပက္ခဖြစ်တာမှာကိုကျွန်တော်မြတ်စိုးရင်တယ်ဆိုတော့အဲ့ဒီလက်မဲကြီးဆိုတဲ့จิตစာမှာတော့ကျွန်တော်တို့ဖက်မှာတော့အဲ့လိုဟာမျိုးပြောချင်တာတော့ပြည်သူကိုတွေးထော်ထုတ်ဆော်ပြီးတော့ဒုက္ခမျိုးစီယုံတာမျိုးကျွန်တော်တို့မှာတိပြီးတော့မလုပ်ဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီတောင်ပိုင်းဖက်ကသူတို့ရဲ့သင်ချုံမှုကလည်းကျွန်တော်တို့ချင်းပြည်ရဲ့လုံခြုံမှုတော့ပဲကျွန်တော်တို့ကအယူဆပါတယ်တခုကတော့တွေးထော်တဲ့လက်မဲကြီးဒီဆိုတာထက်ကတော့အေနဲ့နီးစပ်တဲ့အေစမှာတင်တန်းတက်တာလည်းရှိတယ်အေကလည်းအမြဲတမ်းကျွန်တော် CNF ကိုလည်းပြောတယ် in ASEAN လို့ပါ in ASEAN လို့ပါ in ASEAN သူတို့ကလာပြီးတော့စကားပြောတယ်ပေါ့ဘာဆိုဥပမာသူအပေးသွားတယ်ဘာခေါင်းဆောင်ကိုမင်းအောင်လည်းသမင်းတော်သူကျွေးတယ်ပေါ့သူတို့မင်းတို့ in ASEAN တိဆောက်ပါအခုလိုပေါ်တော့မင်းတို့တခါလေလူငယ်ဒီကိုတင်းကျုံပြီးတော့ဖန်တင်းတန်းပေး in အကိုတိဆောက်မင်းအောင်လည်းညက်တော့ကပါလေလာတိုက်ရိမယ်ပါညာပေါ့အဲ့ပုံစံမျိုးတော့ပုံစံမျိုးပေါ့အောင်ပြောဖူးတယ်အခုဒီတောင်ပန်းဖက်မှာချင်း People Union နဲ့ Chin People Army တွေဖွဲ့လာတဲ့ခါကျတော့ဒါကျွန်တော်တုံးတက်တတော့တော့ AAS တိုင်ကိုအတူယူတယ်တော့ကျွန်တော်တုံးတက်မိတယ်ဗျin ASEAN ပေါ်တော့စစ်တမ်းလူငယ်တွေကိုအကုန်လုံးတင်းကျုံပြီးတော့တင်တန်းနေတဲ့ in RT ဆောက်တကယ်ထုံမဖြစ်အောင်ကိုသူတို့ကစ조사နေကြပြီးတော့ကျွန်တော်တုံးတက်တယ်လက်မဲကြီးတော့မဟုတ်တော့ဘူးပေါ့ဒါပေမဲ့အဲ့တော့စ조사တဲ့အခါမှာပြည်သူကဒန်မခံနိုင်တော့အောင်ကျွန်တော်တို့ကခြေတော်လက်တော်လူမီလို့ရှိတော့ကျွန်တော်တို့တော်လှန်ရေးပုံပြတ်ပြီးတော့တော်လှန်ရေးအမြင်ရဲ့အတွက်ကလည်းဘယ်လိုပြောမလဲဒီအမောအဆက်အသားရှိဖြစ်တာနိုင်တယ်ပေါ့ဒါပြီးတော့လည်းကျွန်တော်တို့ကရှင်းပြောရမယ်ဆိုရင်ဖြစ်နိုင်တော့ရှိရင်ချင်းအမျိုးသားတတ်မတော်ဆိုတာကတခုတည်းပဲရှိပြီးတော့ in တောင်တင်ခိုင်မာနဲ့ချင်းအမျိုးသားတတ်မတော်အဲ့ဒါနဲ့ပဲကျွန်တော်တို့ကတော်လှန်ရေးကိုရှင်းနွေးတင်တယ်တသွေးတတန်တမိအောက်မှာတချို့တချီတီးနဲ့နေတင်တယ်လို့ကျွန်တော်တို့မှာတော့အခုထိအခိုင်အမာချင်းအမျိုးသား
ตัดอุกาโดยุงจีบาร์ไอ้ดิมูบาตา policy ก็เวสอยกันนี่บาร์พี่รอที่ไอ้รอหามยตะโกยตะเปียสีnation นาเมตัดเดโอพลันชิน nation union ซาตพิดโจเลนซาตพิดโจเลนโซดาเลชินเลนโซดาตะโปကိုအဲ့ဒီညီမချင်းတန်တွန်ဟီပြီးတော့လုတ်တဲ့ဟာဒီကတော့ကျွန်တော်တို့အမြင်ချင်းအတော့တော်ဟန်ရေးအတော့အတားရှိတစ်ခုဖြစ်တယ်လို့ကျွန်တော်မြင်တယ်မလုရဘူးလို့ကျွန်တော်ကပြီးတော့အမိအာနာဆန်အောင်ပြောလိုတာလို့မဟုတ်ဘဲနဲ့ကျွန်တော်တို့အမျိုးသားသူရှိညီညွတ်ရေးနဲ့ကျွန်တော်တို့ရဲ့အမြင်ရေးအတော့ကတော့အတားရှိဖြစ်နေတာအမှန်ပါပဲဒါဒီကိုကျွန်တော်တို့ကပြန်စုစည်းဖို့ဆိုတာကလည်းတကယ်မှလည်းမလွယ်ကူပါဘူးကျွန်တော်တို့ချင်းလူမျိုးကဟိုငါတင်းလို့ပဲရှိတယ်အဲ့ဒီပြည်ထောင်စုအစိုးရအရင်ကဖက်ကနေအထူးသဖြင့်တမတော်ပေါ့ကျွန်တော်တို့ဆိုပြည်နယ်အရှင်းရည်တည်နိုင်တဲ့ရည်တည်တဲ့လူမျိုးတော်မဟုတ်ဘူးအဲ့တော့အထီတော်မှာဟိုဖက်ကနေယူဆနေတဲ့အချိန်မှာကျွန်တော်တို့တခါလဲပြန်ကိုယ်ပြပြီးတော့အမျိုးမျိုးတွေဖြစ်နေတော့ရှိရင်ကျွန်တော်တို့အားနဲ့တွားလိမ့်မယ်ကျွန်တော်တို့ရဲ့ nation building state building တွေအတွက်တာအထက်စီအနှောအဆက်တိဖြစ်တာမယ်ဒီတော်ထိုင်ရေးအတွက်တဲတီလိုတာဖြစ်နေမယ်ဆိုရင်ဒီပုံမြင်ရေးအတွက်ကတော့သူအတာအစီအနှောအဆက်တိဖြစ်နေမှာပါဒါပြီးတော့အခုကတော့ကျွန်တော်တို့မြေပြင်ကနေကြားရတာကအဲဒီ Captain Thanglon စီကနေတဲ့တခါတလေကြားရတယ်အမှန်တူကတော့အမှန်ပြောတယ်ကျွန်တော်တို့ social media မှာရေးတဲ့ဟာတွေကအာယူပြီးတော့အချင်းချင်းတက်ခိုက်စရာတွေမငြိမ်ညွတ်စရာတွေဖြစ်စေတယ်အဲ့ဒီ Captain Thanglon ကတော့အမှန်အတိုင်းပဲပတူဒီအတူတကွာစစ်စင်ရေးလုပ်တယ်ဆိုတဲ့ဟာကိုအခုမှတော့စီရေးမှာတော့စစ်မြေပြင်မှာတော့အားလုံးချင်းတွေကချင်းမျိုးတတ်မတော်ရောချင်းပြည်သူကကိုရေးတက်ပြီးရောအဲ့ဒီစစ်ကြောင်းထောလာတဲ့နေရာဒီမှာစုစည်းညီညွတ်ပြီးတော့ရောချွန်ရင်ချင်းဆက်ကြိုချင်းကပြီးတော့တက်ပွေးဝင်နေဆိုတာတွေ့ရပါတယ်ဆိုဒီကျွန်တော်မျိုးပြောတော့ဟိုဖက်ကိုရောက်သွားပြန်ပြီဒီလက်မဲကြီးဆိုတဲ့ဟာလေးနော်အခုဟောကျွန်တော်တို့ကအမြဲတမ်းဝေဖန်နေတဲ့စရန်ခါလည်းရေးတယ်ကျွန်တော်တို့ CNF CNA ပဲ tweet call hook ဆိုတော့သူရေးပြန်ပြီမကလုံးဝမဟုတ်ပါဘူးလို့သူကိုလည်းတခါတည်းမှဖြည့်ချင်းနေ CNF ဒီအမျိုးတက်ခိုက်တာလဲသူရတင်ပါပြီလို့ကျွန်တော်သူကိုအချင်းမေတ္တာနဲ့သူကြောက်အောင်ပြောချင်ပါတယ်သူလည်းမဲကြီးမပါတော့ဘူးအေဖက်ကနေလေအဲ့ဒီစစ်သားစုဆောင်တဲ့စတိုင်ကိုလို့သူတို့တော့တင်တန်းတဲ့ချင်းပဲဖြစ်အကြံဉာဏ်ပေးတဲ့ချင်းမှလည်းပေးမှာပေါ့အဲ့တော့မပေးဘူးဆိုတော့မှသူ့ရဲ့စတိုင်ကိုအားကြအတူယူပြီးတော့ကိုယ့်ရဲ့ပြည်သူကကိုယ့်ရဲ့တတ်ဒီရဲပေါ်ရီကလူလည်းမိတယ်ထင်တယ်နည်းနည်းတော့လွန်တဲ့ထင်တယ်အဲ့တော့ပြည်သူကအဲ့တော့ထိထားလာရတော့အောင်ဖြစ်တယ်ဆိုလို့သူတို့ကနည်းနည်းတော့လွန်တဲ့ထင်တယ်ဆိုဆရာပြောတယ်မင်းတို့ CNA မှာတွားဝင်ပါလားဆိုတဲ့ဟာကတော့ကျွန်တော်အဆုံအောင်လည်းနားမထောင်ဘူးအစပိုင်းပဲနည်းနည်းပနာထောင်တယ်ဆိုတော့အဲ့တော့ကတော့ तू ကစကားပြောတဲ့လူရဲ့သူ့ရဲ့တပေါ်ထားတဲ့ဖြစ်နိုင်တာပေါ့နော်ဟိုမှာတကယ်စနစ်တကျဖွဲ့စည်းထားတဲ့တရှိတဲ့အဲ့ဒီမှာဝင်ကြပါအဲ့လိုဟာမျိုးလည်းပြောနိုင်တယ်ပေါ့နော်ဒါကျွန်တော်တို့ပြောခိုင်းတာမဟုတ်ဘူးကျွန်တော်တို့တွေးထော်ထုတ်ဆိုတာမဟုတ်ဘူးပဲလက်မဲကြီးမှာအေဖက်ကပဲဖြစ်ကျွန်တော် CNA ဖက်ကပဲဖြစ်တွေးထော်ထုတ်ဆိုပြီးတော့လက်မဲကြီးသူပုံစံမျိုးတော့ရှိမယ်တော့ကျွန်တော်ကတော့မထင်ဘူးကျေးဇူးတင်တယ်ဆရာဟုတ်ကဲ့ဆရာ